ဝတိပြီတထေတူရဲ့အိမ်မှာသားလေးတူဖွာတယ်သားလေးရဲ့နာမည်ကပန္တိတာအဲ့ဒီအိမ်မှာလဲရှင်သာရိပုတ္တရာကမကြကြွတော့ရှင်သာရိပုတ္တရာယဉ်နေတဲ့တရားဓမ္မတွေဖြစ်ကြတော်တော်ပြောရရင်အဲ့ဒီကိုရင်လေးပြိဿအဲ့ဒီကလေးလေး9နှစ်သားရွယ်ရောက်တော့ရှင်သာရိပုတ္တရာကြီးတန်ကိုရင်ဝှစ်ချင်စိတ်ပေါက်တယ်မိဘနှစ်ပါးကလည်းပြိဿရှင်သာရိပုတ္တရာကြီးလျှောက်ထားတော့ရှင်သာရိပုတ္တရာကြီးကခွင့်ပြုတဲ့အခါကြီးပြူပဲတဲ့ကိုရင်သားငယ်လေးကိုပြိဿအဲ့ဒါရှင်သာရိပုတ္တရာထံပို့ပြီးတော့ကိုရင်ဝှစ်ပေးကြတယ်ဗျာသာသနာအမွေခံတယ်ဆိုတာပြိဿစွန့်လို့ရတဲ့တတ္တိကိုသားလေးကိုသာသနာပေါင်းသွင်းလိုက်ရင်ငါသားမဟုတ်တော့ဘူးဖရာရဲ့သားဖြစ်သွားပြီဒီလိုစွန့်လို့ရတဲ့တတ္တိဟာအဓိကအရေးကြီးဆုံးဗราဏအချက်ပဲအဲ့တော့ပြိဿပန္တိတာလို့ခေါ်တဲ့ကလေးလေးဟာပန္တိတာသမဏီလို့ဒီလိုဖြစ်တာပေါ့အဲ့ဒီကိုရင်လေးနဲ့အရှင်သာရိပုတ္တရာတူတူနေလာကြတယ်ဟိုကလည်းတတိဝိဟာရိကတပည့်ဆိုတော့ရှင်သာရိပုတ္တရာရဲ့အနိမှာဟာကိုရင်လေးရဲ့ဓာန်အနုနာခံတယ်အရှင်သာရိပုတ္တရာကြီးကမေးသမျှကုံဖြေပေါ့နဲ့တရားလေးတွေပြောပြကိုရင်လေးရဲ့နားထဲမှာလည်းတဖြည်းဖြည်းနဲ့တရားလေးတွေတော်တော်လေးရလာတယ်တရားတော်ဆုံးခံထွက်ကြတယ်မြို့ပေါ်မဟုတ်ဘဲနဲ့မြို့ရဲ့အပြင်ဘက်တောဆက်ကလေးတွေဖြတ်ပြီးလေယာမြေတွေဖြတ်ပြီးဆုံးခံထွက်ရှင်သာရိပုတ္တရာကြီးကရှေ့ရပန္တိတာသမဏေလေးကနောက်ကမှတ်ပြီးတော့ကြည်ညိုကြည့်ကိုရင်လေးကမေးတယ်ရှင်ဖေဟိုလူကြီးတွေဘာလုပ်နေတော့ဟဲ့ကိုရင်ဘယ်လူကြီးတွေလဲကွာဟိုမှာဖေကြောင်ကြီးတွေကြိုက်ပေါက်ပြားကြီးတွေနဲ့ဘာလုပ်ကြဟာကိုရင်အဲ့လူတွေမြောင်းဖောက်တယ်ဆိုတာဘာလုပ်တာတော့ဟာရှင်ကိုရင်ကလည်းမြောင်းဖောက်တယ်ဆိုတာသူတို့ရေတွေကိုတွဲကြတာရေတွေဘဲတွဲမှာတော့ဟဲ့သူတို့လိုတဲ့နေရာလေယာမြေမရောက်အောင်တွဲကြမယ်ပေါ့ဟာရေကကိုလိုတဲ့နေရာကိုတွဲယူလို့ရသလားရလို့မှကိုရင်တဘာတွေဖြစ်လာတာလေသူတို့လေတဲ့ရောက်တဘာတွေဖြစ်အဲ့ဒီတဘာတွေတို့စားနေရတာပဲကိုရင်ရဲ့ဟာဒါဆိုရေကိုလိုတဲ့နေရာတွဲလို့ရအောင်အဲ့ဒီရေမှာစိတ်ရှိသလားတဲ့ကိုရင်လေးကမေးရေပဲကိုရင်ရဲ့တဲ့မင်းတို့ငါတို့တန်တာမှာရှိတဲ့စိတ်မျိုးပဲရှိပါလေဟာစိတ်မရှိတဲ့ရေတော့လိုရာပုံစံသွင်းယူလို့ရစေရင်စိတ်ရှိနေတဲ့ငါကိုငါဘာဖြစ်လို့လိုရာပုံစံမသွင်းနိုင်ရမလဲကိုရင်လေးအတွေ့နော်ဟာနောက်တက်ကရှေ့ဆက်သွားတယ်ပြိတ္တလေးသမားတွေမြတ်သမားတွေနဲ့သွားတွေ့တယ်ကိုရင်လေးမေးပြန်တယ်ရှင်ဘုရားဟိုလူကြီးတွေဘာလုပ်နေဟဲ့ကိုရင်အဲ့လူကြီးတွေမြားဖြောက်နီးနီးနားနားရောက်တော့တေချာကြည့်တယ်ရှင်ဘုရားမြားလို့